တချို့လေထမင်းစားဗီဒီယိုတွေရိုက်တဲ့အခါကျရင်လေထမင်းတွေကိုအရန်နေပြတာလက်စစ်တွေကြောပြီးရင်ပလုတ်ပလောင်းနေနဲ့ထမင်းတွေပါဇက်ထဲမှာပလုတ်ပလောင်းဖြစ်နေတဲ့အချိန်တွေမှာစကားတွေပြောကြတယ်ပြီးရင်ထမင်းစီတွေထွက်ကြပြီးရင်တပြည့်ပြည့်နဲ့နေပြီးရင်ဘန်းကြီးဘန်းငယ်နဲ့စားပြတယ်အမတခုပြပြမယ်သလားအခုအမတက်တော့ကြည့်နေရင်လည်းဟဲလေးဆိုရယ်ကလေးလေးတယောက်ကိုတွေ့တာတော့မှလေပြောချင်တာခလေးတောင်မှထမင်းစားတဲ့ခါကျရင်ထမင်းကိုဘလို့စားရမယ်သူ့လက်သေးသေးလေးနဲ့တောင်မှ तू ကလက်စစ်မကြုံဘူးသိလားအဓိကဘေးနာမိဘကလည်းတောက်လျှောက်ပြောပြရတယ်သိလားအမပြောချင်တာလေအမတို့လူမျိုးတွေကဆင်းရဲတဲ့သူတွေများကြတယ်ဟိုးပိုးစင်မောင်ဆိုဆင်းရဲတဲ့သူတွေလည်းရှိတယ်ဒါပေမဲ့ငွေကြေးအရာဆင်းရဲပင်မဲ့အသိပညာအရာမဆင်းရဲဘူးလို့တော့မှထင်တယ်ဘာလို့ဆိုအမတို့ဆိုလည်းငယ်ငယ်လေးတွေကမိဘကထမင်းစားရင်ပလက်ပလက်နဲ့မမြေရဘူးလက်စစ်မကြော်ရဘူးထမင်းကိုဒီလိုမျိုးကြီးအကုန်ဒပလိတ်ထဲမနေရဘူးနည်းနည်းချင်းစီပဲအဲ့လိုဖဲ့ပြီးစားရတယ်ထမင်းအိုးကိုခူးရင်တော့အလဲကနေဖောက်ပြီးမခူးရဘူးဘေးကနေခူးရတယ်အများကြီးတင်ပြီးတယ်ဒါတော့မှဒါပညာရေးချင်းနဲ့လည်းမဆိုင်ဘူးเนาะဆင်းရဲတာချမ်းသာနဲ့လည်းမဆိုင်ဘူးလူစီကံပေါ့เนาะဒါပေမဲ့တချို့ဗီဒီယိုတွေမှာလေအဲ့လိုမျိုးတွေလေလူကြီးတွေဒါပေမဲ့အဲ့လိုပြစ်တွေနဲ့ပလုတ်ပလောင်းနေအဲ့ဒီဟိုဗာလဲလင်မယား2ယောက်လားမသိဘူးရှိသေးတယ်အဲ့သူဆိုလေးစားရင်အရင်ရှုံမှုကောင်းတယ်အမားတို့အတွက်ပေါ့เนาะဒါပေမဲ့အဲ့ဒါကိုလည်းဝင်ကြည့်လိုက်တဲ့ခါကျရင်အောက်က comment တွေအမလေးစားကြံစရာကြီးတို့အမလေးစားတာဟိုဖိုက်တောင်စားလာပြီးတော့ကြည်င်းနဲ့စားလာပြီးတော့ဘာလို့အဲ့လိုပြောတော့လေအမစဉ်းစားကြည့်တာဘယ်လိုပြောရမလဲအဲ့ပြောတဲ့သူတွေကလည်းသူတို့ရဲ့ဉာဏ်ရည် level ကသူတို့နဲ့အတူတူပဲနဲ့တူတယ်သိလားသူတယောက်ကိုဘာဖြစ်လို့မကောင်းတာလုပ်နေတဲ့အရာကိုမကောင်းတဲ့အရာကိုပြင်ဖို့မပြောဘဲနဲ့အဲ့မကောင်းတာကိုမြောက်ထိုးပင့်ကော်လုပ်တယ်လို့မျိုးမကောင်းတာကိုပဲအဲ့လိုချီးကျူးပြနေတော့ပြောမယ်ဆိုလို့ရှင်ကွာလူကမကောင်းမှမသိတော့ဘူးသိလားသူလှုပ်တာကြီးကမှန်နေတဲ့ပုံစံမျိုးဖြစ်နေတယ်တကယ်သူလှုပ်တာမှားနေတာကိုမထောက်ပြဘဲနဲ့မှားနေတဲ့အရာကြီးကိုချီးကျူးပြနေတော့အမားကိုလူကအမှန်ထင်တော့အဲ့ခါကျတော့သူ့ကိုသူအရန်ကိုသူလှုပ်တာမှန်တယ်သူပြောတာမှန်တယ်သူစားနေတဲ့ပုံစံမှန်တယ်အဲ့လိုမျိုးထင်သွားတယ်နောက်တစ်ခုပေါ့ဗာလဲဆိုတော့ကလေးတွေကိုစာတင်တဲ့ဟာလေးတွေကလေးတွေကိုဖះတရားဘာသာရေးနဲ့ပတ်သက်ပြီးတင်ပြတဲ့ဟာလေးတွေဆိုရင်တချို့တွေကကြော်သွားတယ်လိုက်မပေးဘူးတချို့ဆိုလေအမကလေးတောင်မှပြောခံရတယ်ဟိုတနေ့ကအမကလေးကိုအမကဘာလဲမသိဘူးစာတင်တာလားဖះစာဆိုတာလားမသိအဲ့တခုခုပြောနေဟာဘာပြောလဲဆိုတော့လေစောက်ပိုတွေလုံနေရတယ်အမအဲ့ comment ကိုလိုက်ရှာတာဒါပေမဲ့သူပြန်ဖြတ်သွားတဲ့နဲ့အမရှာလို့မရတော့ပြီးတော့ကလေးတွေကိုကလေးကောင်းမှလူကြီးကောင်းမှကလေးတွေဆိုတာနောင်အချိန်မှာအနာဂတ်တွေဒါဘယ်လိုပြောရမလဲဟိုတိုင်းပြည်ရဲ့အနာဂတ်ပေါ့နော်အဲ့လိုကျယ်ပွင့်နေအဲ့ဒီຢာတွေမှာအမတို့ကအခုခေတ်တောင်မှကလေးတွေကိုအမတို့ကမိဘတွေကစူဆုံးမတဲ့အခါကြလို့ရှိရင်နင်ဒါမလုံးနဲ့ဆိုပြီးအမတို့ကဆုံးမလို့မရတော့ဘူးနင်ဒါမသွားနဲ့ဒီကိုမသွားနဲ့ဒါမလုံးနဲ့ဆိုပြီးတော့အမတို့ကအမိတ်အာဏာနဲ့အမတို့ငယ်ငယ်တုန်းကလို့မိဘဒုက္ကင်လိုက်တာနဲ့ကြောက်တာတော့နေလုံးပြုတ်လိုက်တာနဲ့ကြောက်တာအဲ့လိုခင်မဟုတ်တော့ကလေးတွေကအဲ့လိုဆိုတော့အမတို့သားသမီးတွေကိုဘာတွေနဲ့ပဲထိန်းချောင်းလို့ရမလဲဆိုတော့ဘာသာရေးတွေနဲ့ပဲထိန်းချောင်းလို့ရမယ်ဒါဒီကောင်းတယ်ဒါဒီမကောင်းဘူးကံ၅ပါးကိုသိရမယ်ဒီကံ၅ပါးရဲ့အကျိုးဆက်ကိုသိရမယ်ဒါတွေနဲ့ပဲကလေးတွေအုံနောက်ကိုထိန်းရမှာဥပမာအင်တာဗျူးတို့ကလေးတွေဆိုရင်ဒီကလေးတွေဆိုလို့ရှိရင်နောက်သားနိုင်ငံမှာအတွက်ကောသာသနာအတွက်ကောအရန်အထောက်ပံ့ဖြစ်နိုင်တဲ့ကလေးတွေအရန်တော်တယ်ရွှေကုံဖျားရဲ့လေကတစ်ဘဏ္ဍတစ်ကစားသိတာအမအရန်အံ့ဩတယ်အဲ့လိုကလေးတွေကြတော့ပံ့ပိုးမှုမရှိဘူးအဲ့လိုကလေးတွေရဲ့ဗီဒီယိုတွေဆိုကြော်သွားပြီးတော့ကလေးကကလေးလိုမနေဘူးလူကြီးကလူကြီးလိုမနေဘူးဖင်လောက်ကခေါင်းလောက်ကဟိုလိုလောက်ဒီလိုလောက်အဲ့ဒီအရာတွေကိုကြတော့လိုက်တွေပေးရတာနဲ့အသေးတွေပေးရတာနဲ့ချစ်စရာလေးလို့ပြောရတာနဲ့ဗာလဲဟိုချစ်ဖို့ကောင်းတယ်ပြောရတာနဲ့အဲ့လိုဆိုတော့လေအခုကဘယ်လိုဖြစ်နေဆိုအယူပုံမြောက်တဲ့ခေတ်ဖြစ်နေဟိုအပေါ်ပေါ်တွေချာချာတွေနဲ့ယူဘယ်လိုပြောမလဲကိုရီအတွက်ဆိုတော့ယူတယ်လို့သတ်မှတ်တယ်ပေါ့နော်အမားတို့အတွက်ဆိုတော့ဒါအယူလို့သတ်မှတ်တယ်ဒါပေမဲ့အဲ့လိုအယူတွေကိုဘုံမြောက်ပြီးတတိတနန်လုံနေတဲ့လူဒန်းစာအုပ်စုကတတ်တတ်ရှိတယ်ဒါပေမဲ့အဲ့လိုလူဒန်းစာအုပ်စုကိုသွားပြီးတော့ကောင်းကောင်းမွန်မွန်နဲ့သွားပြောပြလိုက်လို့ရှိလို့ရှင်အဲ့ဒီလူတွေကဘာဖြစ်သွားလဲဆိုအဲ့ဒီကောင်းတဲ့အရာကိုသူတို့လက်မခံနိုင်ကောင်းတာကိုသူတို့မသိဆိုတော့ကလေးတွေကိုကောင်းကောင်းမွန်မွန်နဲ့ဥမာထမင်းစားတာအစရေတောက်တာအစဘာသာရေးအစစာပေပညာအစအားလုံးကိုစနစ်တကျနဲ့သင်တဲ့မိဘတွေဆိုလို့ရှင်အဲ့မိဘတွေကိုမတို့ကပံ့ပိုးပေးရမယ်အဲ့မိဘတွေကိုချီးကျူးပေးရမယ်သိလားအရန်တော်တယ်ဒီကလေးတွေကိုဒီလိုသွန်သင်နိုင်တာတော်တယ်ဆုံးမနိုင်တာတော်တယ်ဒီလိုဟာမျိုးတွေအမတို့ကချီးကျူးပေးရမှာချီးကျူးထောပနာပြုပါမှာ
အဲ့လိုလူတွေကိုကြာတော့တွားပြီးမကောင်းတဲ့မစိတ်တွေနဲ့စောက်ပိုတွေလုံနေတာတို့ဘလို့လုံတာတို့ညာလို့လုံတာတို့တွားပြောပြီးတော့တကယ်ဟိုအုံနောက်ကြက်မပြည့်တဲ့ပုံစံမျိုးယူနေတဲ့ပုံစံမျိုးဖြစ်နေတဲ့လူတွေကိုကြာတော့အောင်လေချစ်ဖို့ကောင်းလိုက်တာတို့စားကြင်စရာကြီးတို့မလေးလှလိုက်တာတို့ချောလိုက်တာတို့အော်လူတွေလည်းလေဒါပေမဲ့လူတွေကတန်ရ level ရှိတာထင်တယ်ဒီလားအဲ့လိုလူဒန်းစားတွေနဲ့အဲ့လိုလူဒန်းအဲ့လိုလူဒန်းစားတွေကိုချီကျူးတဲ့သူနဲ့အဲ့လိုလူဒန်းစားတွေနဲ့တက္ကနာထင်တယ်အမစိတ်ထင်တော့လေတကယ်ညာကြီး level မြင့်တဲ့သူတွေနဲ့အဲ့မြင့်တဲ့သူကိုမြင့်တဲ့သူရဲ့အမြင်ကိုကြည့်တဲ့သူတွေနဲ့တက္ကနာထင်တယ်လူတွေကဘယ်လိုပြောရမလဲတခါကျရင်လိုက်တောင်မမီတော့သေးတာ